Robert Higdonly ဘောလုံးပြိုင်ပွဲတွေအကုန်လုံးဒါပြီးဆုံးသွားခဲ့ပြီပေါ့နော်မနေ့ကဆိုလို့ရှိရင်ဒါ Champions League Final ဒါကစားပြီးသွားပြီဒါတွေပြီးမှဒါကျွန်တော်တို့ဒါ Ballon d'Or အတွက်ကိုဒါပြောစရာတွေနည်းနည်းတော့ရှိလာပြီပေါ့နော်ဒါဘယ်သူကအမှတ်အများဆုံးလဲဘယ်သူကအမှတ်အနည်းဆုံးလဲဘယ်သူတွေရနိုင်ခြင်းရှိလဲရဖို့အတွက်ကိုဘာတွေလိုအပ်တယ်လဲပေါ့နော်ဒါကျွန်တော်တို့ဝေဖန်လေ့ကျင့်ကြမယ် Okay ဗီဒီယိုအဆုံးထိကြည့်လိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်ဆက်လိုက်ရအောင်ဒါနံပါတ်1မှာဆိုလို့ရှိရင်လုံးဝချွန်ချက်မရှိဒါ Osman Dembele ရက်တည်နေတယ်ဒါနံပါတ်2မှာဆိုလို့ရှိရင်လမိုင်းရမယ်ရက်တည်နေတယ်နံပါတ်3မှာဆိုလို့ရှိရင်တော့ဖညာရှိတယ်ပေါ့နော်နံပါတ်4မှာဆိုလို့ရှိရင်ဒါ Pedri ရှိတယ်ဒါနံပါတ်5မှာဆိုလို့ရှိရင်မိုမက်ဆာလည်းရှိတယ်ပေါ့နော်ဟိုဒီ9ယောက်ကတော့တိုင်းမဲ့ရက်တည်နေတယ်ဒါပေမဲ့လည်းဒါနည်းနည်းဝေးသေးတဲ့အတွက်ကိုကွာဒါအပြောင်းလဲရတော့ရှိလာနိုင်သေးတယ်ဒီနေရာမှာကျွန်တော်တခုပြောချင်တာကဒါမကြခင်မှာကန်အောင်မဲ့ဒါ club worker ကလည်းရှိသေးတယ်ဆိုတော့ဒီဘလောက်ကဒါထည့်တွက်ပြီးတော့ဒါပေးမှာပေါ့နော်ဘာကြောင့်လဲဆိုတော့ club worker လည်း FIFA လောက်တာဘလုံးတော့ကလည်း FIFA ပေးတာဖြစ်တဲ့အတွက်ကိုမှဟိုဒါကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဒီနေရာမှာဒါကျွန်တော်15ရက်နေပြီးတော့ဒါဇူလိုင်13ရက်နေ့အထိကိုကျင်းပမှာဖြစ်တယ်ဒါပြီးတော့မှပဲဒါနိုဝင်ဘာကျမှပဲဒါဘလုံးတော့ကပေးမှာဆိုတော့ဒီကြဘောကဒါထက်တော့မဲ့စူပလာတစ်လုံးလည်းဖြစ်တယ်ပေါ့နော်ဒီအတွက်ကိုလည်းဒါကျွန်တော်နောက်မှပဲဒါဗီဒီယိုတစ်ပုဒ်ကတည်တံ့လုပ်ပေးဖို့ရှိပါတယ်โอเคကျွန်တော်ဆက်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါ Osman Dembele ကဒါအပြတ်သက်ကြီးဆက်လက်ပြီးတော့တာနေရဆိုတာပဲပေါ့နော်နောက်လဲဆိုတော့ဒါ Paris Saint-Germain အနေနဲ့ဒါ club worker ကိုတိုင်းဝင်ဝင်ရရှိလာတာဖြစ်တဲ့အတွက်ကိုဒါကျန်တဲ့ဒါ Barcelona နဲ့ Liverpool ဒါသမားတွေအတွက်ကတော့ဒါတော်လေးကိုမဟုတ်ဘယ်လိုလဲဒီဘောလုံးတော့အတွက်ကိုဒါတော်လေးကိုလက်လျှော့ထားမှတော့ရမယ်လို့ဒါကျွန်တော်မျှော်လင့်ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟို club worker မှာ Osman Dembele PSGကိုဘယ်လိုမျိုးအဆင့်တစ်ခုရအောင်ထပ်ပြီးတော့ဒါထမ်းတင်ပေးနိုင်အောင်မှလဲပေါ့နော်တကြပေါ့ပါပဲလောဆယ်ရတော့ဒါဟိုအပြတ်သက်ပါပဲပေါ့နော်ဒါပေမဲ့ club worker မှာဒါအဖြစ်ထွက်လာမယ့်အကောင်းဆုံးကစားသမားဆိုတာလည်းဘယ်လိုဖြစ်လာမလဲပေါ့နော်ဒါတွေကလည်းဒါတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ပြီးရင်ဒါဟိုမဲပေးရမှာတွေလို့ရှိရင်ဂျိုင်းလင်းတည်းမဲပေးမှုတွေဒါဟို FIFA လက်အောက်မှာရှိတဲ့ဒါနိုင်ငံတကာအသင်းတွေရဲ့ကွာအသင်းကောင်းဆောင်တဲ့နီးပြရတာမဲပေးမှုတွေလည်းရှိသေးတယ်ဆိုတော့ဒါအများကြီးတော့ဟိုဘယ်လိုလဲဝေးပါသေးတယ်ဒါပေမဲ့ဒါကျွန်တော်တို့ဒါကြိုတင်ပြီးတော့ဝေးလေကန်ထားခြင်းပဲဖြစ်ပါတယ်ပေါ့နော်ဒီနေရာမှာနှမျိုးဖို့ကောင်းတာကတော့ဒါလမိုင်းရမယ်ဒါပြီးလို့ရှိရင်တော့ဒါကျွန်တော်တို့မိုမက်ဆာလာရဲ့ပေါ့နော်ရာဖင်ညာလည်းပါတာပေါ့ဘာလို့လဲဆိုတော့သူတို့ရဲ့ပြားသားခဲ့တဲ့ခြေစွမ်းတွေအရာဗျာတိလားလုံးဝမထိုက်တန်စရာအကြောင်းမရှိဘူးမိုမက်ဆာလည်းဆိုလို့ရှိရင်လုံးဝ prime time စစ်ကြီးလို့ပြောလို့ရတယ်ဗျာတိလားတွင်းကို assistant goal finding မှုလုံးဝတကယ်မိုက်တယ်သူတို့ကဒါ Champions League မှာကွာအဆင့်တစ်ခုထိရောက်ခဲ့မယ်ဆိုလို့ရှိရင်တော့တော်လေးကိုဒါဂျမ်းမဲ့အနေတာဖြစ်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဒါလူငယ်ရွှေဘော်လုံးစုအတွက်ကတော့ဒါဒူရင်းနဲ့လမိုင်းရမယ်ပေါ့နော်ကျွန်တော်ထင်ရတော့ဒါဘယ်လိုလဲOsman Dembele ကို Ballon d'Or ပေးမယ်ပြီးရင်ဒါလမိုင်းရမယ်နဲ့ဒါဒူရီကိုပေါ့နော်ဒါဘယ်လိုလဲအဲ့လူငယ် Ballon d'Or အတွက်ကိုဒါသူတို့ညကိုပြန်ရမယ်ထင်တာပဲအဲ့လိုလဲဆိုတော့လူငယ် Ballon d'Or ကအသက်19နှစ်အရွယ်ကစားသမားတွေကိုကျွန်တော်ထင်တာ20အောက်ကစားသမားပေးတာထင်တယ်အဲ့လိုဆိုတော့ဒါတယောက်က19နှစ်တယောက်ကကျတော့19လောက်ပဲရှိသေးဆိုဒီနှစ်ယောက်လောက်ပဲဒါရှင်ပြိုင်ရမယ်လို့ထင်တယ်ဒါဒီမှာမှကျွန်တော်ကတော့ဒူရီကိုပဲဒါပိုအလေးတာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ထင်တဘာကောင်တော့ထပ်မှန်ပြီးတော့မပေးတော့ဘူးဘာလို့လဲဆိုတော့နှစ်နှစ်စတိုက်ကြီးဒီလူငယ်ဘောလုံးစုရှင်ဆိုတာကတော်လေးတော့ရှားရတယ်ပေါ့နော်ဒါကလည်းစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပါပဲကျွန်တော်လည်းပြောလိုမျိုးပဲအရန်ဝေးကွာသေးတဲ့အတွက်ကိုတော့ဒါဂျားထဲမှာအပြောင်းလဲတွေပြီးလို့ရှိရင်ဒါပြိုင်ပွဲကြီးတစ်ခုကလည်းရှိနေသေးတဲ့အတွက်ကိုအများကြီးပြောင်းလဲမှုတွေရှိလာနိုင်သေးတယ်ပေါ့နော်โอเคခင်ဗျားတို့လည်းဘယ်လိုထင်လဲအောက်မှာဝေဖန်လေကန်ဆွေးနွေးကြလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်လက်ဆုံပါမယ်ခင်ဗျာ